ကြည့်အောင် new first ခွင်လုံးမှာလဲအမေများနဲ့ရောက်ပြီဆိုတာနဲ့ဟာအမေနဲ့တွေ့ပြီးပုံနဲ့တင်ထားလိုက်ကြတာများဒီကြောက်ကိုကြည့်အောင် I love you mom I love you so much တဲ့အပေါ်လုံးနေရကြည့်စမ်းဟွန်းငါဆိုတာမျိုးလေးစိတ်ကူမစားတာပိုင်ရှုံးနေကြမှလည်းမသိဘူးအယုံကိုနောက်တယ်ဒါမျိုးကြိုက်ကိုမကြိုက်တာဟမ်ဒါဆိုနေနေမေဘာမှတရားမှမလုပ်ပေးဘူးပေါ့ no တင်လည်းမတင်ပေးဘူးပေးလည်းမပေးဘူးငါမြန်ငါမချစ်ဘူးဟိုနေ့ကပဲကြည့်လေနှုတ်လည်းတွေ့ရတယ်ငါအရင်လိုချင်တဲ့အိတ်ကိုဝယ်ပေးပါဆိုတာကိုမဝယ်ပေးဘူးလေငါမြန်ငါမချစ်ဘူးငါလည်းနားမလည်ပေးဘူးငါပြောမယ်နော်နင့်ပေါ်နင့်မေလုပ်ပြီးခဲ့ရတယ်နင့်ပြန်မစင်းစားကြည့်နော်နင့်မေပေါ်နင့်ဆက်ပြီးအထင်လွဲနေအောင်ပါပဲနင်ပြောမှငါမေကတတိယဝါပြီငါငယ်တော့ငါအမေငါ့ကိုတိတ်ချစ်ခဲ့တာမေချီလာကံဝဲဖောက်ကောက်ခဲ့ပါမေပြိုင်ရှိကပြန်ကရဲ့မိုးဆိုးဆိုးချုပ်ဖို့သမီးငယ်ရဲ့အိပ်ပါတော့ကွယ်ကြောင်ကြီးကိုက်လိုက်မေအိယာကနိုးရင်ကြောင်တော်ရအောင်မေမျက်စိမိတ်ထားကွယ်အိမ်မလာလာမစီမေအမေချေရနေမေအလားချိုက်တဲ့သမီးငယ်ရဲ့သမီးကြောင်သွားချိန်မှာပန်းစရာပန်းလာလာလေးခုပြီးမေကွယ်ကွယ်ကွယ်ပြီးမေနေတဖက်လာတဖက်လို့ပါပေါ်တင်ထားတယ်ဝလုံးဝိုင်းဝိုင်းလေးရဲ့သမီးလေးတဲ့အောင်ဆိုဆိုကြောင်တော့ဖို့အိပ်ပါကွယ်အစင်ပြေလားသမီးအသက်ရှူချက်နေတယ်ငါသမီးအသက်ရှူချက်နေတယ်သမီးလေးဒုက္ခပါပဲလက်ချီစုပ်တဲ့ဟာလည်းမမရှာလို့မရဘူးသမီးရဲ့မမပါနဲ့သမီးလေးရဲ့သမီးလေးတက်လာသမီးအသက်ရှူလို့ရပြီလားသမီးကိုရဲ့သမီးလေးစားချမပဲဖြစ်လိုက်ချင်တော့တယ်ကိုရဲ့သမီးလေးတက်လာသမီးကိုရဲ့သမီးလေးစားချမပဲဖြစ်လိုက်ပါတော့လားဒီကဘာမြေရဲ့ရောက်လာတဲ့ငိုကြွေးခြင်းတွေနဲ့အပူမေကင်းမဲ့ကလေးဘွားရဲ့ရွယ်ငယ်ရှင်တန်ခြင်းနဲ့ကြည်ပြင်းခဲ့တဲ့အမေရဲ့ရင်နဲ့ဟုံးတွေချွေစွာနဲ့ညာတင်ကြပေးကရဲ့ဆိုဆုံးမကရဲ့တစ်ချိန်မှမဝရဲ့လမ်းမထပ်ပေါ်ဝဲချီရှိလာပြချင်တဲ့လက်တစ်ခုပဲကွယ်အမေရဲ့ချစ်ချင်းသာသမီboy and it does see came yeah amiga mani trabe patient big
အသက်ရှင်ရတွေ့လေမပင်ပန်းမှုတဲ့သားမီးတွေအတွက်ကျေးဇူးပဲမေဖို့မကုန်နိုင်စွမ်းတဲ့ချစ်ချင်းမြတ်တာတွေအလုံးကြီးမြတ်လို့ပဲဒီဘဝနေတော့အမေရဲ့ကျေးဇူးတွေပြန်စဖို့တမပြေတော့ပြီလေကျေးဇူးပဲမေဟိုတော့တင်ချင်တယ်လူလာမြအောင်လေးဆိုဆုံးမချင်ပဲအမှန်နဲ့မတွေ့လာပြလို့သွားအမေများအားလုံးချမ်းမြေပါစေ ဟဲ့တင်ငယ်ချင်းငါနေ့ကိုဗီဒီယိုတစ်ပုတ်ပို့ထားတယ်နော်ကြည့်လိုက်အောင် ဒီလိုပဲဒီမှာရှိရဲ့မိဘတစ်ယောက်ချင်းစံဟာသားသမီးတစ်ယောက်ချင်းစံမိဘတွေဟာကိုယ့်ကိုအဲ့ဒီလိုချစ်တယ်ဆိုတဲ့အရာကိုနားလည်ဖို့နဲ့အရေးကြီးတယ်ဆရာမအတွက်ကတော့တခြားမိဘတွေလည်းဒီလိုပဲဖြစ်ပါလိမ့်မယ်ဆရာမအတွက်ကတော့ဆရာမရဲ့သားသမီးတွေဆရာမရဲ့စကားကိုခံပြောတဲ့အရာကဒီနှလုံးသားဒီအသေးပအောင်နာဘာဖြစ်လို့ဆိုတော့မွေးတော့ကလေငါသိရင်သိသွားပါစီဆိုတဲ့စိတ်နဲ့မွေးတာသူတို့နေမကောင်းဖြစ်တဲ့အချိန်မှာလဲငါပဲနေမကောင်းဖြစ်လိုက်ခြင်းနဲ့ငါပဲခံစားလိုက်ခြင်းနဲ့ငါကိုပဲဖျားသခင်ဒီယောဂကြီးပေးလိုက်ပါလားဆိုတဲ့နှလုံးသားနဲ့ဒါမိဘတယောက်အနေနဲ့ကြည်တာဖြစ်တယ်ကျန်တဲ့မိဘတွေလည်းဒီတိုင်းပဲဆရာမမှတ်မိသေးတယ်ဆရာမရဲ့သမီးငယ်ဆုံးလေးနေမကောင်းဖြစ်တဲ့အခါမှာနှာရမ်းစီးတယ်ဒါမိဘတော်တော်များများလှုပ်ဖူးလိုက်မယ်ဒါကြောင့်မလို့ဆရာမပြောပြတာနှာရမ်းစီးတဲ့အခါမှာအသက်ရှူလို့မရတော့အဲ့တော့ဆရာမရဲ့လက်ထဲမှာဒီနှချီးကိုစုပ်ထုတ်တဲ့ဒီလိုပိုက်ပေါ့ဘူပေါင်းလေးနဲ့ဆိုင်တဲ့ဟာနက်စမတွေဆိုတီးလိမ့်မယ်မရှိဘူးအဲ့တော့ဆရာမဘာလို့ဆိုဆရာမရဲ့ပါးစပ်နဲ့ကလေးရဲ့နှာခေါင်းထဲမှာရှိရင်နှက်တွေအကုန်လုံးစုပ်ထုတ်ပြီးတယ်ဒါဆရာမတယောက်တည်းမဟုတ်ဘူးနော်မယုံရင်ကိုယ့်ရဲ့အမေတွေပြန်မေးကြည့်ကိုယ့်ရဲ့အဖေတွေပြန်မေးကြည့်ထိုကဲ့သူလုပ်ခဲ့ဘူးတဲ့ဒီနေ့ကိုယ့်ရဲ့မိဘရဲ့စကားကိုနားမထောင်ခြင်းမိဘကိုဂျေဇူးကမ်းခြင်းဖြစ်တယ်မိဘကိုနာကျင်စေတဲ့အရာဖြစ်တယ်မိဘကိုစိတ်ဆင်းရအောင်လုပ်နေခြင်းဖြစ်တယ်မိဘကိုငိုကြွေးအောင်လုပ်နေခြင်းဖြစ်တယ်လူငယ်တချို့ကဘာပြောကြပြန်လဲဆိုတော့အော်ကျွန်တော်ကျမကလေအရွယ်ရောက်နေပြီဒါကြောင့်မလို့ကျွန်တော်ကျမကိုဟိုပိတ်ပင်ဒီပိတ်ပင်လာမလုပ်ပါနဲ့ပြောတဲ့အရာတွေရှိတယ်နောင်တရပါသားတွေသမီးတွေဒီနေ့ဘုရားသခင်ကတင့်ကိုမိဘပေးထားတယ်ဆိုတဲ့အရာကတင့်ရဲ့အစေကိုခံဖို့အတွက်ကျွန်းတစ်ဖွဲဘုရားသခင်ကသူတို့ရဲ့နှလုံးသားကိုပြောင်းလဲပေးထားလို့သူတို့ကတင့်ကိုကူညီပေးနိုင်တာဖြစ်တယ်ဒါကိုနားလည်စေချင်တယ်ဒါကြောင့်မလို့သင်မှာမိဘရှိရဆိုမိဘကိုတန်ဖိုးထားဖို့အတွက်ဖြစ်တယ်မေစင်ပြေလာမေမေနဲ့တာကိုမြင်ခဲ့မယ်မေပြေမေနဲ့ဆုခဲ့တယ်မေလို့ချင်နိုင်နေပဲမေမြဲစိတ်ရှုပ်စိတ်ခဲ့တယ်မေတောင်းရတယ်နော်မေနော်မေလေအခုအမေနဲ့တာကိုကောင်းကောင်းနားလည်နေပြီမေလေအမေဘယ်လိုမှထားတော့တော့မေအမေအများကြီးတယ်နော်မေကျေးဇူးလည်းအများကြီးတင်တယ်နော်မေသမီးအမေစင်ပြေပါတယ်သမီးကအမေတို့အချစ်ဆုံးသမီးလေးပါဘ
လောက်ပဲပိုင်ပိုင်မိဘရဲ့မေတ္တာတွေဟာတလုံးတစ်ခဲရှိနေတော့မယ်လောကမှာအမေတယောက်ပဲသူ့ကိုယ်သူအတွက်ဆွတောင်းချိန်မရှိဘူးဘာကြောင့်လဲဆိုတော့သူကသားသမီးတွေအတွက်အချိန်ပြည့်ဆွတောင်းပေးနေရလို့ပဲအမေဟာကိုယ့်ကိုအဝေဖန်ဆုံးလူတစ်ယောက်လည်းဖြစ်တယ်ဒါပေမဲ့ကိုယ့်ကိုအကြီးအကျယ်ထောက်ခံတဲ့သူလည်းဖြစ်တယ်အမြဲတမ်းအမေကိုချစ်ပါဘာကြောင့်လဲဆိုတော့နောက်ထပ်တစ်ယောက်ဘယ်တော့မှမရနိုင်တော့လို့ပဲအမေဟာကဘာပေါ်မှာဘယ်အမျိုးသမီးနဲ့မှမတူပါဘူးဘဝပေးခဲ့တယ်ပြိုးထောင်ပေးခဲ့တယ်သင်ကြားပေးခဲ့တယ်ဝတ်ဆင်ပေးတယ်အော်လဲအော်တယ်နမ်းလဲနမ်းတယ်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ချစ်ခဲ့တယ်အမေဆိုတာဘဝအတွက်ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုဖော်ပြဖို့လုံလောက်တဲ့စကားတော့မရှိပါဘူးမြင်ချင်းချစ်တယ်ဆိုတဲ့စကားကိုငါယုံတယ်ဘာကြောင့်လဲဆိုတော့ငါမျိုးလုံးနဲ့စပွင့်ပွင့်ချင်းအချိန်ကလေးကငါအမေကိုချစ်ခဲ့တာအခုချိန်ထိအောင်ပဲအမေဆိုတာမင်းရဲ့အထမအဦးဆုံးတငယ်ချင်းအကောင်းဆုံးတငယ်ချင်းအမြဲတမ်းအတွက်တငယ်ချင်းအမေဟာနေရာအလုံးကိုမြူနိုင်ပေမဲ့အမေရဲ့နေရာကိုတော့ဘယ်သူမှမယူနိုင်ဘူးအမေဆိုတာဖျားသခင်ကပြင်ဆင်ပေးထားတဲ့ဒီလောကရန်တွေကိုမင်းအတွက်ကြော်လာပေးနိုင်တဲ့လူဆောင်ကောင်းတစ်ယောက်ပဲကျေးဇူးပါမမေ